Wow, jadi you are lebih lagi wak malu itu nori you are lebih lagi ya. Itu nori tuh lah, cino sendiri apa? Ciri tu ne, kue me. Ano di ni amalu tong bo, aku malu jauh ni nilai om. Terus hari lu pian nari siapa yeast တွေတည်ဆုံရတဲ့အကြောင်းရင်းကခုနကျွန်တော်ပြောတယ် yeast တွေကတရားတက်ဖြစ်တဲ့ glucose တွေကိုစားလိုက်တဲ့အခါမှာပိုပစ္စည်းဖြစ်တဲ့ ethanol နဲ့ carbon dioxide ထွက်လာပါတယ်။ထွက်လာတဲ့ ethanol ကရာခိုင်နှုန်းအဖြစ်15နဲ့20ရာခိုင်နှုန်းဖြစ်လာပြီဆိုရင် yeast တွေကိုတည်စေနိုင်ပါတယ်။ပန်ချိုင်းဆိုတဲ့မိုးအုပ်စုဝင်ဖြစ်တဲ့ဒီ yeast တွေ oxygen မသုံးဘဲနဲ့စွမ်းအင်ထုတ်တာမို့လို့သူ့ကို anaerobic respiration နည်းနဲ့စွမ်းအင်ထုတ်တယ်လို့ပြောလို့ရပါတယ်။ဒီ yeast က anaerobic respiration နည်းနဲ့စွမ်းအင်ထုတ်တဲ့အခါမှာပိုပစ္စည်းဖြစ်တဲ့ ethanol နဲ့ carbon dioxide ထွက်တယ်ပေါ့။ ethanol ဆိုတာက alcohol အုပ်စုဝင်မို့လို့ဒီ anaerobic respiration မျိုးကိုကျွန်တော်တို့က alcohol fermentation လို့ခေါ်ပါတယ်။အခုပြထားတဲ့ equation က yeast ဒီမှာတွေ့ရတဲ့ anaerobic respiration ရဲ့ equation ပေါ့။ဒီနေ့အဖြစ် alcohol fermentation ရဲ့ equation တွေဖြစ်ပါတယ်။ကျွန်တော်စပစ်ဝိုင်နဲ့ဖန်တီးတဲ့အခါမှာအလုံးပိတ် OE တဲ့ကိုကျွန်တော်စပစ်တီးရဲ့yeast တွေထည့်ကြမယ်ပေါ့ yeast က oxygen မသုံးဘဲနဲ့ glucose ကိုစားပြီးစွမ်းအင်ထုတ်မှာကိုအလုံးပိတ်ထားတာပေါ့နော် spin တီးမှာပါတဲ့ကြားတက်ကို yeast ကစားလိုက်မယ် yeast အတွက်စွမ်းအင်တွေရတော့တက်ရှင်သွားမယ်ပေါ့နော်တိုးတော့ပိုပစ္စည်းဖြစ်တဲ့ ethanol နဲ့ carbon dioxide တွေထွက်လာတယ်ပေါ့နော်အဲ့တော့ပိုပစ္စည်းဖြစ်တဲ့ ethanol တွေဟာရာခိုင်နှုန်းအဖြစ်15နဲ့20ဖြစ်လာပြီဆိုရင် yeast ကိုပြန်တတ်နိုင်တာကြားတက်ဒီမကုန်ခင်မှာပဲဒီ yeast ကတည်ဆုံသွားမှာအဲ့တော့ဒီ OE ထဲမှာစပစ်တီးရထဲမှာရှိတဲ့ကြားတက်ရဲ့ethanol ဆိုတဲ့အရက်ရဲ့ပိုပစ္စည်းနောက်တစ်ခုဖြစ်တဲ့ carbon dioxide ရဲ့ကျန်မှာပေါ့အဖုံးကိုဖွင့်လိုက်တဲ့အခါမှာ carbon dioxide ကဒီထုထဲရောက်သွားမယ်เนาะဒီ OE ထဲမှာတကြားတက်ရဲ့ ethanol ဖြစ်တဲ့အရက်ရဲ့ကျန်ခဲ့ပါဒါကိုပဲကျွန်တော် wine လို့ခေါ်လိုက်တာပေါ့เนาะဒီကိုအခြားတကြားတက်တွေပါတယ်ဆန်တို့မှုရောတွေကိုအရက်တို့ဘီယာတို့ချက်တဲ့အခါမှာလဲ yeast တွေကိုသုံးပြီး anaerobic respiration နည်းနဲ့ချက်လုပ်ကြပါတယ်ဒီလိုစိတ်ဝင်စားစရာ biology နဲ့ပတ်သက်တာတွေသိချင်နေဆိုရင်เนาะကျွန်တော် knowledge powerhouse ကို like and follow လုပ်ထားပေးပါခင်ဗျာအခုတော့ wine တောက်လိုက်ကြပါဦးဗျာ